အားလုံးပဲမင်္ဂလာပါအဲ့ဒီဟမြန်မာနဲ့ပြန်လည်ကြိုဆိုပါရစေခုဗီဒီယိုမှာတော့ VLOOKUP formula map formula နဲ့ if error တို့ကိုပေါင်းစပ်ပြီးတော့ report ထဲမှာရှိတဲ့ VLOOKUP formula ကို dynamic ဖြစ်အောင်လုပ်ဆောင်ကြည့်မှာဖြစ်ပါတယ် VLOOKUP formula စရေးပါမယ် product code နဲ့ရှာပါမယ် product table ထဲမှာ product code ကနေပြီးတော့ category ကိုဆိုတော့3 column ပေါ့နော်column select မလိုက်ပါတယ် comma 3 0ပေါ့နော်ဒါဆိုလို့ရှိရင်တော့ category တွေအကုန်ကျလာပြီပေါ့နော်ဒီအချိန်လေးမှာဆိုလို့ရှိရင် product bag ကို column တစ်ခုတိုးလိုက်မယ်ဆိုလို့ရှိရင်အဖြေလွဲသွားမှာဖြစ်ပါတယ်ဒါအဖြေလွဲသွားတယ်ပေါ့နော်ဒီလိုမျိုးအဖြေမလွဲရအောင်ပထမဆုံးအနေနဲ့ map formula နဲ့စပြီးတွဲသုံးမှာဖြစ်ပါတယ်ဒီမှာ map formula ရေးလိုက်မယ်ပေါ့နော် map formula ရေးလိုက်တယ် lookup value ကဒီကောင်းစဉ်ကိုပေးလိုက်မယ်ပေါ့နော် comma ပြီးလို့ရှိရင် lookup array က product bag မှာရှိတဲ့ကောင်းစဉ်ကိုအကုန်ပေးလိုက်မယ်ပေါ့နော် comma match type ကတော့တိကျရှာမှာဖြစ်တဲ့အတွက် exact match ကိုယူလိုက်ပါမယ်။ခေါက်လိုက်ပါပြီ။ဒါဆိုလို့ရှိရင်တော့သုံးရတယ်ပေါ့နော်။ဒီ match formula ကတော့ဒီ category ကောင်းစဉ်ရဆိုလို့ရှိရင် product ဘက်မှာဒီ3 column မြောက်မှာရှိရဆိုတော့ပြတာပေါ့နော်။ဒီ match formula တစ်ခုလုံးကို copy ကူးလိုက်ပါမယ်။ control C ခေါက်လိုက်တယ်ပေါ့နော်။ပြီးလို့ရှိရင်ဒီ VLOOKUP ထဲမှာပေါ့နော်။ VLOOKUP ထဲမှာဆိုလို့ရှိရင်ဒီ3ဆိုတာရှိတယ်ပေါ့နော်။အဲ့ဒီ3နေရာမှာဒီ match formula တစ်ခုလုံးကိုအစားထိုးလိုက်ပါမယ်။ control V ခေါက်ပေါ့နော် product ဘက်မှာ column တစ်ခုထည့်ပြီးထပ်ဆွဲကြည့်ပါမယ်ပြောင်းလဲမဖြစ်တော့ဘူးပေါ့နော်ဒီအချိန်လေးကတော့ VLOOKUP formula နဲ့ match formula တို့ပေါင်းစပ်ပြီးသုံးထားတဲ့အချိန်လေးဖြစ်ပါတယ်ဒီနေရာမှာဆိုလို့ရှိရင် product table ထဲမှာမရှိတဲ့ ID နဲ့ရှာကြည့်မယ်ပေါ့နော် product table ထဲမှာဆိုလို့ရှိရင်တော့ ID တွေကဆိုလို့ရှိရင်001ကနေပြီးတော့0တန်းထိရှိတာကိုတွေ့ရတယ်ပေါ့နော်001ကို011ဆိုပြီးတော့ပေးကြည့်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်တော့အဲ့ဒီ error ပြမှာပါ002ကိုလည်း0တွဲဆိုပြီးတော့ထည့်လိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်လည်းအဲ့ဒီ error ပြမှာပါဆိုတော့ report ထဲမှာအနေ error မပြခြင်းဘူးဆိုလို့ရှိရင် if error နဲ့တွဲပြီးသုံးမှာဖြစ်ပါတယ် if error ရေးမယ်ဆိုလို့ရှိရင်တော့ formula ရဲ့ရှေ့ဆုံးကနေ if error အုပ်ပါမယ် if error ကို double click နဲ့လိုက်ပါတယ် value တောင်းတယ်ပေါ့နော် value ကတော့ VLOOKUP formula နဲ့ map formula တွဲရထားတဲ့အကုန်လုံးကိုပေးလိုက်ပါမယ်နောက်ဆုံးမှာ comma ချလိုက်မယ်ပေါ့နော် value if error ပေါ့နော် error တွေ့ရဆိုလို့ရှိရင် not found ဆိုပြီးတော့ double quote ထဲမှာရိုက်ထည့်လိုက်ပါမယ်ခွင့်ပေးလိုက်ပါမယ်ခေါက်လိုက်ပါမယ်ဒါဆိုလို့ရှိရင်တော့011နဲ့0တွဲရ not found ဖြစ်နေအောင်တွေ့ရမှာပေါ့နော်အကယ်၍ not found မထားခြင်းဘူးဆိုလို့ရှိရင်တော့ blank ပဲထားလို့ရပါတယ်တပည့်ကုန်းတစ်ခုပဲထားလိုက်ပါမယ်မတွေ့ဘူးဆိုလို့ရှိရင် blank ပဲပြဆိုတဲ့ပုံစံဖြစ်ပါတယ်ခေါက်လိုက်ပါမယ်ပေါ့နော်ဒါဆိုလို့ရှိရင်တော့ blank ဖြစ်သွားမှာဖြစ်ပါတယ်အခုဆိုရင် VLOOKUP formula ကို map formula if error formula တို့နဲ့ပေါင်းစပ်ပြီးတော့ report ထဲမှာ dynamic ဖြစ်အောင်သုံးကြည့်ခြင်းဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်